မင်္ဂလာပါရှင်အပတ်စဉ်စနေနေ့ညဗမာတိုင်းတာဘာသာဖြင့်သတင်းတင်ဆက်ခြင်းအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့ဂျေယန်စစ်ဆောင်စခန်းမှာရခိုင်နှစ်ထက်ငှက်ဖျားယောဂဖြစ်ပွားမှုပိုများလာတဲ့သတင်းနဲ့ KSCU တက္ကသိုလ်ဝင်ခွင့်ဖြေဖို့ရန်အတွက်တင်တန်းဖွင့်လှစ်တင်ကြားနေတဲ့သတင်းတွေပဲဖြစ်ပါတယ်ဂျေယန်စစ်ဆောင်စခန်းမှာပြည်သူတွေရခိုင်နှစ်ထက်ငှက်ဖျားယောဂဖြစ်ပွားမှုပုံမများလာတယ်လို့သိရပါတယ်။အခုလိုငှက်ဖျားယောဂဖြစ်ပွားမှုများလာတာဟာလွန်ခဲ့တဲ့နှစ်တွေမှာဆေးဝါးမလုံလောက်မှုတွေရှိခဲ့ပြီးတော့ချင်းဆေးဖျန်းတာတွေလည်းမြန်မလုပ်ဆောင်နိုင်ခဲ့တာကြောင့်ဒီနှစ်မှာငှက်ဖျားဖြစ်တဲ့သူရခိုင်နှစ်ထက်ပိုများလာတာဖြစ်တယ်လို့ဂျေယန်စစ်ဆောင်ဆေးခန်းမှုမရစ်ခွန်တောင်ထံကသိရပါတယ်။ပြီးခဲ့တဲ့မေလနဲ့ဇွန်လကြားမှာငှက်ဖျားယောဂဖြစ်သူစုစုပေါင်း282ဦးရှိနေပြီးအသက်12နှစ်နဲ့45နှစ်ကြားရှိသူတွေပိုဖြစ်ကြောင်းသိရပါတယ်။ယခုချိန်မှာငှက်ဖျားယောဂတာမကဝမ်းလျှောဝမ်းပြက်နဲ့ကိုယ်ပူချောင်းဆိုးခြင်းတွေလည်းဖြစ်နေတယ်လို့သိရပါတယ်။2023-24 Kachin State Comprehensive University KSCU ကျောင်းမှာဖွင့်လှစ်တင်ကြားနေတဲ့ဆေးပညာသူနာပြုတက္ကသိုလ်နဲ့ဝိဇ္ဇာတက္ကသိုလ်အပြင်နည်းပညာနဲ့စီးပွားရေးတက္ကသိုလ်ကိုလည်းတက်ရောက်နိုင်ပြီးဖြစ်တယ်လို့သိရပါတယ်။တက္ကသိုလ်ဝင်ခွင့်ဖြစ်ဆိုဖို့အတွက်တင်တန်းတက်လို့တဲ့ကျောင်းသူကျောင်းသားတွေကအခမဲ့တက်ရောက်နိုင်ကြောင်းနဲ့တင်တန်းကာလကိုဇွန်လ1ရက်နေ့ကနေ21ရက်နေ့အထိတင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။တင်ကြားသွားမယ့်ဘာသာရပ်တွေကတော့အင်္ဂလိပ်စာတင်ချာယူပဗေဒနဲ့ critical reasoning ဘာသာရပ်တွေကိုတင်ကြားပေးသွားမှာဖြစ်ပြီးဝင်ခွင့်စာမေးပွဲကိုတော့ဇွန်လ24နဲ့25ရက်နေ့ထိဖြေဆိုရမှာဖြစ်တယ်လို့သိရပါတယ်။တင်တန်းတက်မဲ့သူတွေကနေရေးနဲ့စားရေးကိုမိမိဘာသာတာဝန်ယူစီစဉ်ရမှာဖြစ်ကြောင်းလည်းသိရပါတယ်။သတင်းတင်ဆက်ခြင်းပြီးဆုံးသွားပါပြီ။အပတ်စဉ်စနေနေ့ညဗမာတိုင်းတာဘာသာဖြင့်သတင်းတင်ဆက်ခြင်းအစီအစဉ်ကိုကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်အပေါင်းကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်